တကယ်လို့ကာရာဂူရီတာယောက်ျားမပြီးသားခင်လူဗီယာအဲ့တိုင်ဝဲမှနေအသက်ဆုံးရှုံးသွားနိုင်ပါတယ်အဲ့အချက်ကိုတော့ဘယ်သူမှညင်ကြမယ်မထင်ပါဘူးကာရာဂူရီယာမိုချီနိုမီဆိုရဲ့ special power မီဇီယာတိုက် develop ကိုစားသုံးတာယွန်ကိုဘစ်မဲ့ဒုတိယမြောက်သားပါကာရာဂူရီယာသူ့ရဲ့ခန္ဓာကိုယ်စိတ်ကပ်ပြီးဆွဲဆုံးလို့ရတဲ့မိုချီအဖြစ်ပြောင်းလဲနိုင်ပြီးအဲ့မိုချီတွေနဲ့ဖမ်းချုပ်ထားနိုင်တယ်လို့တနက်ကြေစံတွေကိုလည်းခန္ဓာကိုယ်ထဲစုပ်ယူပေးဆုံးနိုင်ပါတယ် develop အဝေးကန်းဖြစ်သွားတဲ့အချိန်မှာတော့ကာရာဂူရီယာမိမိခန္ဓာကိုယ်သာမကပုံဝင်ခြင်းကတတ်မဲ့အရာဝတ္ထုတွေကိုပါမိုချီမို့အဖြစ်ပြောင်းလဲပြနိုင်ပြီးထိုမိုချီဂျူဂျီကိုအဝေးကနေစိတ်ကြထိန်ကြိုတိုက်ခိုက်နိုင်ပါတယ်ပြီးတော့ကာရာဂူရီရဲ့အာမမန်ဟာဂီကွန်ကွာရာဟာဂီနဲ့သူ့ကိုအချမ်းဆုံးဖြစ်စေ observation ဟာဂီနဲ့ develop ကွန်ဘိုကလည်း share ကိုကျမ်းပါတယ်အကယ်၍ကာရာဂူရီသာသူ့နိုင်ပြီးရောဆိုပြီးတော့ကောက်ကျတဲ့ဆုံးဖြတ်ချက်ကိုရှာခဲ့သူ့ဖိုက်ကိုသာသူပြန်ပြီးလန်နဲ့မထိုးခင်လူဗီကိုနိုင်ကောင်းနိုင်သွားနိုင်ပါတယ်အဲ့ဒါအပြင်ကာရာဂူရီယာလူဗီရဲ့ observation ဟာဂီကိုပို့ပြီးတစ်စိမ့်မြင့်ပြီးတဲ့ဖရူရှာဆိုင်ကိုရစီခဲ့တဲ့ပြိုင်ဘက်ကောင်တစ်ယောက်ပါပဲကာရာဂူရီယာသူ့ရဲ့မောင်နှမတွေအားလုံးအသက်နဲ့လဲပြီးကောက်ွယ်ပေးခဲ့တဲ့အကိုကြီးကောင်တစ်ယောက်ပါပဲငယ်ငယ်တော့သူ့ရဲ့ညမလေးကသူ့ကြောင့်အနိုင်ကျင့်ခံခဲ့ရဘူးပါတယ်အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာတော့နောက်ဘယ်သူမှသူ့မောင်နှမတွေကိုအနိုင်မကျင့်အောင်သူ့ကိုယ်တိုင်ပြီးဆုံးတဲ့တိုက်ခိုက်ရေးသမားဖြစ်အောင်လေ့ကျင့်ခဲ့ပါတယ်ကဲဒီလိုလူသားဆန်တဲ့လူအကိုကြီးတယောက် sweet commander တယောက်ယောက်ျားပြီးသားတဲ့လူတယောက်ဒီလို character လူကြိုက်များတာလည်းမဆန်းဘူးလို့ကျွန်တော်ကတော့မြင်ပါတယ်ကာရာဂူရီကတော့ကျွန်တော်ရဲ့ favorite character တယောက်ပါပဲဘရိုတို့ရောဘယ်လိုမြင်ကြပါသလဲ